နျူကလ িয়ার ပုံပောက်ကွဲဖို့စက္ကန့်60လောက်ပဲကျန်တော့တယ်။ဟီရိုရှီမာမှာအသက်ကြီးဇနီးမောင်နှံတစုံမနက်စာစားပြီးခါနီးဖြစ်နေတယ်။တနားရီလောက်အရင်ကအရေးပေါ်ရင်တန်မိခဲ့ပေမဲ့အခုတော့ရက်သွားပြီးစစ်တပ်ကလေရင်ကိုတတိထားမိခဲ့ပေမဲ့လေရင်တစ်စင်းတဲ့အတွက်မြို့တစ်မြို့လုံးကိုအရေးပေါ်ရွှေ့ပြောင်းဖို့မလိုအပ်ဘူးလို့ယူဆခဲ့ကြတယ်။စက္ကန့်50ခင်ဘုံကသတင်းစာကိုခောက်လိုက်တဲ့ဇနီးကစပွဲရှင်းရင်တချင်းချင်းနေတယ်။အပြင်မှာတော့ကလေးတွေကြောင်းသွားနေကြတယ်ရာသီဥတုကလည်းလှပတဲ့နေ့တစ်နေ့ပါ။စက္ကန့်40မြို့ပေါ်ကနေလေရင်အင်ဂျင်တန်တေးသေးလေးကြားလာတယ်။ခင်ဘုံကခဏနားပြီးနားထောင်လိုက်တယ်။ဂီတတန်ထောက်လန်းရေးလေရင်တစ်စင်းပဲဖြစ်မှာပါ။စက္ကန့်30အတန်ကပိုကျဲလာတာကြောင့်ခင်မုန်းကသတင်းပေါက်ကနေမော့ကြည့်လိုက်တယ်။ဒဇင်းတဲ့သော Boeing 29 Super Fortress 29လေယာဉ်ကြီးကကောင်းကင်ကိုဖြတ်ပြန်တန်းနေတယ်။စက္ကန့်20ဘာလို့ဘုံကျဲလေယာဉ်ဒဇင်းနဲ့မြို့ပေါ်ကနေပြန်နေတာလဲလို့သူစဉ်းစားမိတယ်။ဒါပေမဲ့သူ့ဇနီးကထိုင်လိုက်ဖို့ပြောတယ်။တကယ်အနေရရှိရင်အာနာပိုင်တွေတတိပေးရင်ပြန်ဖွင့်မှာပေါ့။စက္ကန့်30လေယာဉ်ပေါ်ကနေအရာဝတ္ထုသေးသေးတစ်ခုကျလာတယ်။နေအောင်အောက်မှာအမဲဆက်လေးတစ်ဆက်လိုပဲမြင်ရတယ်။အဖိုးကြီးကမျက်စိချင်းကြည့်လိုက်တယ်။သူစိတ်ရှုပ်သွားတယ်။ဂီတတန်ငါအဲ့ဒါမြင်မြန်ဆက်ဆန်ကျလာနေပြီ။မိမကြီးသွားရင်ကောင်းမယ်ထင်တယ်။နှစ်သူလက်တစ်ဖက်ကိုလမ်းကင်လိုက်တယ်။အလင်းတောက်ကြီးတစ်ခုကလူပေါင်း140သူမြရဲ့အသက်တွေကိုချက်ချင်းလူယူသွားတယ်။အဲ့ဒီထဲမှာအမေရိကန်စစ်တုံးပန်းတွေလည်းပါဝင်ခဲ့တယ်